Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကသူစာတဲ့ escape ပဲဖြစ်ပါတယ်ဒီညမိတ်ကလေးမှာစီဖြူတီတလို့စားမှာဖြစ်ပါတယ်လို့ဒီဗီဒီယိုလေးကိုအစိုးကြည့်ပေးကြပါဒီနေ့မှာကမတော်စားတော့ပေါ့နော်ဒီတိုင်းရုပ်ကြီးလေးနဲ့ပြီးမှစားတာဖြစ်ပါတယ်ရတာမျိုးလေးပေါ့နော်ရစားကောက်ပါတယ်ချစ်ချစ်ဖက်ဖက်ပေါ့ရတာစီစီလေးနဲ့စားရဖြစ်ပါတယ်လို့လာစားကြခုတော့စားပြပါပြီအားလုံးပဲပါအားလုံးကဒီနေ့ကောင်းကြပါစေ